ခလေးကိုလည်းရိုက်မရိုက်ဘူးကျွန်တော်ခလေးမပါတာကောင်းတယ်ဗျာဒီခလေးကနောင်ဆိုတဲ့ဒီဗီဒီယိုပြန်မြင်လဲမြင်မှာမကောင်းသူလည်းပါနေတာဟုတ်အလုတ်ခံထားရတာအလုတ်ခံထားဆိုတာနေပူထဲမှာအနားခံထားရတာကျိုးတို့ခံထားကျွန်တော်တို့ဗီဒီယိုဖိုင်လေးပဲကြည့်ရတာအရှိနှစ်ဖြတ်သုံးဖြတ်ပဲကြည့်ရဒါပေမဲ့လူကြီးကဘယ်လောက်ဖူးရောက်နေလဲဆိုတော့အခုကျွန်တော်စောစောကြည့်တာလည်းရောင်နေတဲ့ပုံပဲပေါ့ပါပေါ့နော်ရောင်နေတဲ့ပုံတော့ဒါလူကြီးနဲ့ခလေးနဲ့ကညီဖွားအရင်မဟုတ်ဘူးအရင်မဟုတ်ဘူးဆိုတော့ဒါခလေးကိုတတ်တတ်လူသေးခြင်းနဲ့လူကြီးကိုတတ်တတ်လူသေးခြင်းလူကြီးကတော့ဒါသူ့အခြေအနေဘယ်လိုရှိလဲမသိဒါအကူပိုင်းမဟုတ်ဘူးအဆောင်ပေါ့ဟုတ်တယ်အဆောင်ဆိုတော့သူ့အခြေအနေပေါ်ကြည့်ပြီးကျွန်တော်လူသိတဲ့လောက်တူပဲခလေးကြတော့လည်းဘယ်လိုအခြေအနေရှိလဲတော့မသိဘူးသူတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ YouTube channel နဲ့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးပါဗောနော်ဒီခု line ပေါ်မှာရန်ဟိုမှာကြက်ထားနေတဲ့ဟောဖြစ်နေတဲ့ဒီ line တရားမျိုးပေါ်ကတခိုးသားမီ2ဦးရဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ဗျခုဗီဒီယိုဖိုင်လေးမှာမြင်တွေ့နေရတဲ့တူအောင်စင်ပေါ့နော်ဒီ TikTok ဆယ်လီဦးထက်ပဲဖြစ်ပါတယ်ဗျလီဦးထက်ကိုစင်ပေါ့နော်လူတော်တော်များများအတိအကျလိမ့်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးမှာစင်တော့တူအောင်စင်ပေါ့နော်ဒီတခိုးသားမီ2ယောက်ကိုတော်ရလူတန်းခဲ့တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးမှာစင်တော့ကျွန်တော်ဗီဒီယိုအကြောင်းဆောင်ရှင်းပြပေးထားတာဖြစ်တဲ့ကြောင့်ဒီဗီဒီယိုလေးကိုစနေဆုံးနေကြည့်ဖို့ကျွန်တော်မိတ်ဆွေတို့ကိုဖိတ်ခေါ်လိုက်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဗျလိုင်းတိုင်းမှာဖြစ်သွားတာလို့ပြောတယ်နော်ခလေးလေးနဲ့အတီးတယောက်ပေါ့နော်သူ့ကိုရိုက်ကြနှက်တာပေါ့နော်ခိုးလို့ဆိုနေရိုက်ကြနှက်တာခလေးလည်းပါတယ်ဗျာနော်ခင်ဗျားတို့စဉ်းစားကြည့်နော်ဒီဆိုင်ရှင်ကတော်တော်ဒေါသထွက်ဖို့ကောင်းတယ်လုံးဝမလုံတဲ့တဲ့အပြုတ်မူကြီးကိုလှုပ်လိုက်တာပဲတခုခိုးလို့ဒေါသထွက်တယ်ဆိုတာကျွန်တော်လက်ခံတယ်နော်ဥပမာဗျာဟိုခြီကောင်းလက်ကောင်းကြီးတွေနဲ့ငငယ်ရွယ်နဲ့ဟိုဆိုင်ကယ်လူနေတဲ့ကောင်းတွေဟုတ်လားအိမ်ဖောက်နေတဲ့ကောင်းတွေဖုံးလူနေတဲ့ကောင်းတွေအဲ့လိုကောင်းမျိုးတွေကိုစောတယ်ဆိုချားတာချဗျာဘာဖြစ်ဖြစ်ချအားပေးတယ်အဲ့လိုကောင်းမျိုးတွေခြီကောင်းလက်ကောင်းကြီးအခုကခလေးလေးလည်းပါတယ်စဉ်းစားအောင်နောက်ကပြီးတော့သူ့ပုံစံကိုလည်းကြည့်အောင်မလွဲတာလို့လောက်ရတဲ့ပုံစံမျိုးဗျာလုံးဝမရှိလို့လောက်ရတဲ့ပုံစံမျိုးရောစရာတော့ပတ်စံမရှိပါဘူးဆိုတဲ့လူတယောက်ကိုအများအဲ့လောက်ကြီးလောက်ဖို့မတင်ဘူးလေဗျာတကယ်ပြောတာပါဟိုညင်းတွေ့ရတာစိတ်ထဲမှာမကောင်းတကယ်လို့လောက်ခိုင်းနေခင်ဗျား live ပေါ်မတင်ကြနဲ့သိရနောက်ခါကျအဲ့လိုဗီဒီယိုဖိုင်တွေ live ပေါ်မတင်ကြနဲ့ဟိုကိုရီးယားဟိုပြောရမယ်ဆိုလို့ရှိရင်အဆင်မပြေဘူးနော်ဟိုတကယ်အဆင်မပြေတာနော်ကျွန်တော်ပြောတာနော်အဲ့ဆိုင်ရှင်ဟိုတခုခုလှုပ်ချင်လှုပ်တခုခုဆိုတာတရားဥပဒေနီလန်းရလှုပ်ချင်လှုပ်နော်မလှုပ်ချင်မလှုပ်လို့ကတော့ဒီဇလန်းကတော်တော်နဲ့ပြီးမှာမဟုတ်ဘူးသိကြတယ်ခလေးကိုလည်းရိုက်မရိုက်ဘူးကျွန်တော်ခလေးမပါတာကောင်းတယ်ဗျာဒီခလေးကနောင်ဆိုတဲ့ဒီဗီဒီယိုပြန်မြင်လဲမြင်မှာမကောင်းသူလည်းပါနေတာဟုတ်အလုတ်ခံထားရတာအလုတ်ခံထားဆိုတာနေပူထဲမှာအနားခံထားရတာကျိုးတို့ခံထားကျွန်တော်တို့ဗီဒီယိုဖိုင်လေးပဲကြည့်ရတာအရှိနှစ်ဖြတ်သုံးဖြတ်ပဲကြည့်ရဒါပေမဲ့လူကြီးကဘယ်လောက်ဖူးရောက်နေလဲဆိုတော့အခုကျွန်တော်စောစောကြည့်တာလည်းရောင်နေတဲ့ပုံတော့ပေါ့ပါပေါ့နော်ရောင်နေတဲ့ပုံတော့ဒါလူကြီးနဲ့ခလေးနဲ့ကညီဖွားအရင်မဟုတ်ဘူးအရင်မဟုတ်ဘူးဆိုတော့ဒါခလေးကိုတတ်တတ်လူသေးခြင်းနဲ့လူကြီးကိုတတ်တတ်လူသေးခြင်းလူကြီးကတော့ဒါသူ့အခြေအနေဘယ်လိုရှိလဲမသိဒါအကူပိုင်းမဟုတ်ဘူးအဆောင်ပေါ့ဟုတ်တယ်အဆောင်ဆိုတော့သူ့အခြေအနေပေါ်ကြည့်ပြီးကျွန်တော်လူသိတဲ့လောက်တူပဲခလေးကြတော့လည်းဘယ်လိုအခြေအနေရှိတယ်တော့မသိဘူးသူတို့နောက်ခံစီးပွားအဲ့တော့ကျွန်တော်တန်ကြီးက9000လောက်ပဲဒီမှာအခုကဘာမှပါပထမတစ်ခေါက်က9000လောက်နှစ်ခါမြောက်တော့ပထမတစ်ခေါက်ကတော့9000ဘူးလောက်တော့ရှိမယ်တန်ကြီးကနော်အဲ့တန်ကြီးကလည်းပြန်ရောပြီးတော့9000လောက်နဲ့ကွာခလေးကိုဒါမောင်းလုပ်တဲ့ဆိုတော့ကျွန်တော်တို့အဲ့လောက်ကြီးဒေါသထွက်မှာမဟုတ်ဘူးနော်ခလေးပါနေတာခလေးကိုပါလုံလိုက်တော့ခလေးကနေပြီးထုတ်လာတာဒါလည်း तू ကလည်းသူ့ခက်ခဲနဲ့ तू ဖြစ်တာမြန်မာနိုင်ငံမှာလည်းသူတို့တွေအဲ့ဒါတော့ဆိုင်ကယ်လူဖုံးလူတဲ့ကောင်တွေဆိုလို့နေသူတို့လုံရမှာမဟုတ်ဒါနဲ့ထိုးရမှာဟိုကကောင်တွေဒါအန်တီဖို့လို့သူတို့ဒီလောက်ထိနှိမ့်ဆက်နော်အဲ့တော့မနက်ဖြန်ရလို့ဆိုရင်ကျွန်တော်ထပ်လာပြီးတော့လူပေးမယ်ခလေးကိုလည်းတက်လူပေးမယ်ဒါဒီမှာမျက်နှာဒီမှာဝါဒတာပဲနော်ခုနောက်ကကောင်မလေးတော့မျက်နှာမပေါ်တော့နှာခေါင်းပြောက်တယ်ပြောပြဖွင့်လိုက်တော့မှာနော်ဒီကိုရောက်ခဲ့တယ်ဆိုတော့ကြောင်းကျွန်တော်ဒါမှတ်တမ်းသိတင်ပေးတာနော်အဲ့တော့ပြီးနော်ပြန်မယ်ကျွန်တော်တို့လည်းအိုင်သားယာကတကူဖန်းတယ်ဆိုပြီးတော့မတရားညှဉ်းပန်းနှိပ်စက်တဲ့မိန်းမရဲ့ဗီဒီယိုရိုက်ပေးတဲ့သူရဲ့ကျိုးတုပ်ပေးတဲ့သူ2ယောက်ရဲ့ပေါ့နော်အခုသက်ဆိုင်ရာကဖမ်းဆီးသွားပြီဆိုတဲ့သတင်းကိုလည်းကြားတယ်မက်ခိုင်နေဝေးကလည်းကလေးတငယ်ပိုင်းဆိုင်ရာဥပဒေနဲ့သူ့ကိုတရားစွဲမယ်ဆိုတော့မြင်တော့ကျမအယံဝမ်းသာပြီးပျော်တာသိလားတကယ်တော်တော်လဲကျေနပ်တယ်နော်ဒါကလေမတရားရုပ်မာတဲ့စိတ်နဲ့ကျမတို့ကပျော်တာဝမ်းသာတာမဟုတ်ဘူးသိလား तू တပားကိုမတရားနိုင်တက်စီးနှင်းနဲ့ပေါ့နော်ရုပ်မာတာကိုပြန်ပြီးတော့ခန်းစားစေချင်တာဒီဗီဒီယိုတွေကိုလည်းလေသူနဲ့ပတ်သက်နေတဲ့မိသားစုအတိုင်းဝိုင်းတွေကဒီဗီဒီယိုတွေကိုတွေ့မှာပဲပြီးတော့လေသူတို့ကလည်းအဆင်ပြေတဲ့မိသားစုအတိုင်းဝိုင်းဖြစ်တဲ့အတွက်ဒီလိုအမှုအခင်းတွေကိုလည်းသူတို့အနောက်ကနေပြီးတော့ငွေနဲ့လည်းလိုက်ပြီးတော့ဖြည့်ရှင်းနိုင်တာပဲဒါပေမဲ့လေကျမဖြစ်စေချင်တာလေသူ့ကိုလေထိရောက်ကြီးကျမတို့ကတော့အရေးယူပေးစေချင်တာပေါ့နော်ပြီးတော့လေဒီခလေးနဲ့ပတ်သက်ပြီးတော့သူလောက်ရက်တွေပေါ့နော်သူကလေဘလို့စိတ်တက်ရှိလဲတော့မသိဘူးကျမမြင်ရတဲ့လူအတွက်မှာတော့ကျမတော်တော်အဆင်မပြေဘူးကျမကိုယ်တိုင်ကလည်းခလေးမွေးထားတဲ့ခလေးမအေးတယောက်ဖြစ်တဲ့အတွက်ကျမမခံစားနိုင်ဘူးခလေးကလေသူ့မေကိုရိုက်တဲ့အချိန်မှာသူ့ကိုမော့ကြည့်နေတဲ့
မျက်လုံးတွေပေါ့နော်အဲ့မျက်လုံးကိုကျမတော်တော်ကြီးကိုခံစားရတယ်ပြီးတော့လည်းမအေးတယောက်ရဲ့ရင်ထဲမှာသူ့ကလေးကိုဆွဲတဲ့အချိန်မှာလေညီမလေးရဲ့ကလေးကိုမဆွဲပါနဲ့ဆိုတဲ့စကားလုံးတွေပြီးတော့ကလေးကိုမလှုပ်ပါနဲ့ကျမကိုလည်းမလှုပ်ပါနဲ့တော့ဆိုတဲ့တောင်းမှန်တဲ့အတန်တွေဘလောက်ဒီဟာတွေကိုပေါ့နော်ဒါဘေးပတ်ဝန်းကျင်ကလူတွေကလည်းဒီဟာကြီးကမတရားကြီးလွန်ကဲနေပြီဆိုတာကိုသူတို့မသိကြဘူးလားပြီးတော့လည်းနေဘူးတဲ့ကိုနေထုတ်လှမ်းတယ်သူလောက်ထားတဲ့ပြစ်မှုတဲ့မကအစမတန်သူဟာဒီမှာပြန်ခံစားနေရတာကိုဘေးပတ်ဝန်းကျင်ကလူတွေကလည်းမြင်နေရမှာပဲအဲ့ချိန်နော်ခလေးကနေဘူးနေတော့လေသူ့ခလေးလေးကိုအုတ်ထုတ်လေးစောင်းပေးလိုက်တဲ့အချိန်ဆိုလေကျမငိုတာလေကျမအောက်ကိုဆင်းပြီးအလုံးတော်မလုံးနိုင်ဘူးသိလားသူ့ခလေးနေဘူးနေတော့ခလေးပါရောပြီးကြိုးတုပ်ရလာအောင်ဒီခလေးကဘာအပြစ်တွေလှုပ်ထားလို့လဲကျမပြောပြတာဟုတ်တယ်မလားနော်ဒီခလေးကဘာပြစ်လဲသူကခလေးဘန်းပြပြီးတော့ပဲခိုးစားစားဘာပဲလှုပ်ကွာကျမပြောခလေးမှာဘာအပြစ်မှရှိမနေဘူးလေဟမ်ပြီးတော့လေသူ့မှာလေဘလို့မှမရှုနိုင်မကယ်နိုင်တဲ့ဒုက္ခတွေကျမတို့မမြင်နိုင်တဲ့ဒုက္ခတွေအများကြီးရှိနေနိုင်တာပဲဟုတ်တယ်မလားအဲ့တော့လေသူ့ရဲ့အမှုနဲ့သူအခုဆိုရင်သူ့ကိုတရားစွဲမဲ့သူတွေလည်းရှိတယ်ဒါမျိုးတွေသူဖြည့်ရှင်းဖို့ငွေအင်အားရှိလို့အနောက်ကနေငွေနဲ့လိုက်ပြီးတော့ဖုံးဖို့ဖိဖို့လုပ်မယ်ဆိုရင်တော့မှပဲဖုံးဖို့ဖိလို့မရအောင်လို့သူ့ကိုအပြစ်ကိုထိထိရောက်ရောက်ပေးစေချင်တာသိလားအခုလေကျမဒီခလေးမအေ2ယောက်ရဲ့လိမ့်စာကိုလည်းကျမစုံစမ်းနေတယ်သူများတွေလည်းစုံစမ်းနေကြတော့ဗောနော်စုံစမ်းလို့ရတာနဲ့ကျမလည်းတတ်နိုင်သူကျမလှူမယ်ကျမတခိုးအားပေးတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးကြီးမတရားရုံမှခံရတဲ့ဗီဒီယိုဖိုင်ကိုကျမလည်းဘလို့မှမခံစားနိုင်ဘူးဗောနော်မခံစားနိုင်ဘူးအဲ့တော့သူ့ကိုလည်းတချို့တက်လေးရလေအခိုးမှမခံဘူးလားဆိုတော့ကျမတို့တွေလည်းအယောင်းဝယ်လုတ်တည်ရသူပဲဒီလိုပြဿနာမျိုးတွေအများနဲ့ကြုံဘူးနေဒါပေမဲ့ဒီလိုမျိုးရုံမှတဲ့လောက်ရမျိုးထီတော့ကျမတို့လည်းလုံးဝလက်သက်မခံဘူးကျမဒီ2ယောက်ကိုလည်းကျမလှူဖို့အတွက်စီစဉ်နေတယ်ကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုစနေဆုံးနေကြည့်နေတဲ့မိတ်ဆွေတွေစင်တော့ဒီဗီဒီယိုရဲ့အကြောင်းရင်းစုံကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်မိတ်ဆွေတို့အမြင်ကိုလည်းပဲဒီဗီဒီယိုရဲ့ comment အောက်မှာဝင်ရောက်ပြီးဝေဖန်တုံးတက်ပေးတော့ကြပါအောင်မြကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တဲ့အကြောင်းရင်းအောင်ဆိုနေပါတော့ကျွန်တော်မိတ်ဆွေတို့ဘူတူတာရစီခြင်းလို့ဖြစ်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုဒီမှာဆိုလည်းပဲခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဒီနေ့အကြောင်းအရာလေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးထားမှာဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးနှိပ်ပေးတော့ကြပါအောင်ဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ